သူမတည်ဆုံးသွားတာ3နှစ်တောင်ရှိပြီဖြစ်ပေမဲ့အခုမှပဲအိမ်ကိုပထမဆုံးအချိန်ပြန်လာခွင့်ရခဲ့ပါတယ်။ဒါပေမဲ့အိမ်ရောက်မှစီးကြိုနေရတော့လူသူကင်းမဲ့ပြီးမိကိုတွေပဲဖုံးလွှမ်းနေတဲ့ခြံဝင်းအုပ်လေးတစ်ခုပါ။အတိတ်ကိုလွမ်းစွန့်နေတော့နောက်ကနေတကားဖွင့်တန်းထွက်လာပါတယ်။လှည့်ကြည့်လိုက်တော့အဝေးကြီးကိုရောက်နေပြီးအိမ်ပြန်မလာတာကြာပြီဖြစ်တဲ့သမီးလေးချင်းကျူဖြစ်နေတာပါ။အသက်ရှင်စဉ်ကနီးညမပြတ်လွှမ်းခဲ့ရတဲ့သမီးလေးကိုမြင်လိုက်ရတော့ဗုဒ္ဓတယောက်ဝမ်းသာအားရဖတ်လိုက်ပေမဲ့သမီးဖြစ်သူကတော့သူမကိုလုံးဝမမြင်ပဲသူမရဲ့ခန္ဓာကိုယ်ဖောက်ထွက်ပြီးတဲ့ကြီးရှောက်သွားခဲ့ပါတယ်။ဒီနေရာမှာဗုဒ္ဓအတွက်တွေးရခတ်စရာတွေကဆလာပါပြီ။အမေရိကမှာ professor အဖြစ်အောင်မြင်နေတဲ့သမီးဖြစ်သူကဘာကြောင့်ဒီလိုတောင်ပေါ်တောရွာလေးကိုရုတ်တရက်ပြန်ရောက်လာတာလဲ။သူမရဲ့ဇီးရိုင်းနဲ့လုံးဝမလိုက်ဖက်တဲ့ကြီးလက်ဝါရောဘာလို့ရွေးချယ်ခဲ့တာလဲ။ပို့ပြီးမယုံနိုင်စရာကောင်းတာကဂျင်ဂျူဟာဒီအိမ်လေးမှာစားတောက်ဆိုင်အသေးလေးတစ်ဆိုင်ဖွင့်ပြီးပင်မန်းလာတဲ့အလုပ်တွေကိုပျော်ပျော်ရွှင်ရွှင်လောက်ကင်နေတာပါပဲ။ဗုဒ္ဓဇဝေဇဝါဖြစ်နေတော့ခီးတော်နှစ်ယောက်ဆိုင်ထဲကိုရောက်လာပါတယ်။သူမမှတ်မိသလောက်ဆိုဟင်းတစ်ခွက်တောင်မချက်တတ်တဲ့ဂျင်ဂျူဟာဧည့်သည်တွေကိုပြုငါစွာနှုတ်ဆက်ရင်နွေးချမ်းချပြီးတော့မြေရောက်ခန်းထဲကကင်ချီအိုးကိုကျွမ်းကျင်စွာထုတ်ယူလို့ဟင်းလျာတွေကိုချက်ပြုတ်ပါတော့တယ်။ဝင်းကြီးဖြစ်နေတဲ့ဗုဒ္ဓတော်သမီးရဲ့လက်ရာတွေကိုကြည့်ပြီးအံ့ဩရတဲ့အထိပါပဲ။သမီးရဲ့တိုးတက်ပြောင်းလဲလာတာကိုဝမ်းသာမိပေမဲ့လည်းတစ်ဖက်မှာတော့စိတ်ကြမ်းမိပါတယ်။ဒီလောက်တောက်ပတဲ့အနာဂတ်ကိုစွန့်လွတ်ပြီးမိမိနဲ့မထိုက်တန်တဲ့နေရာမှာဘဝကိုဘာလို့ဖြုံးတီးနေရတာလဲဆိုတာကိုလုံးဝနားမလည်နိုင်ခဲ့ပါဘူး။တကယ်တော့ဗုဒ္ဓအသက်ရှင်စဉ်တုန်းကသမီးရဲ့အနာဂတ်အတွက်အရာရာကိုပြီးဆက်ခဲ့တာပါ။တေလူမျောပါဖျားနာနေချိန်မှာတော့သမီးစိတ်ပူမှဆိုလို့အတိမပေးခဲ့ရှာပါဘူး။ကံကောင်းကျင်တော့ဗုဒ္ဓကလူပြည်ကို3ရက်ကြာပြန်လဲသွားရောက်ခွင့်ကိုရခဲ့တာဖြစ်ပါတယ်။သူမတဘွားလုံးစိတ်ပူနေခဲ့ရတဲ့တဦးတည်းသောသမီးလေးချင်းကျူနဲ့အချိန်ဖြုံးဖို့ရွေးချယ်ခဲ့ပေမဲ့ပြန်ရောက်လာချိန်မှာတော့သမီးဖြစ်သူဟာအမေရိကတက္ကသိုလ်ကနေအလောက်ကထွက်ခဲ့ရကြာပြီဆိုတာကိုသိလိုက်ရပါတယ်။ဗုဒ္ဓအသက်ရှင်စဉ်ကသမီးလေးအမေရိကမှာ professor ဖြစ်နေတာကိုရွာထဲမှာဂုဏ်ယူဝင်စားပြောလေးရှိတဲ့အမျိုးသမီးပါ။အခုတော့ကွယ်လွန်သွားပြီဖြစ်လို့သမီးရဲ့အကြောင်းကွယ်ရမှာရွာသားတွေအတင်းပြောနေတာကိုမတက်တာပဲရှင်နာနာနဲ့ကြည်နေတော့ငါလွဲလို့ဘာမှမတက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့လည်းကျင်ကျူရဲ့ချစ်စရာကောင်းပြီးနူးညံ့တဲ့စိတ်ထားကြောင့်ရွာသားတွေကသူမကိုချစ်ကြပါတယ်။သူမကတော့အနားအနီးတွတ်စုပူအပြစ်တင်နေပေမဲ့ကျင်ကျူကတော့မိခင်ဖြစ်သူအသုံးပြုခဲ့တဲ့မြေမီးဖို့ပေါ်မှာကော်ဖီစီးတွေကိုကိုယ်တိုင်လောလက်နဲ့အသားရကျိတ်ပြီးကော်ဖီဖြော်လို့ဝရန်တာမှာနေပူစားလုပ်ရင်းအေးချမ်းတဲ့ကြီးလက်ဝလေးကိုဖြတ်တန်းနေပါတယ်။အနားမှာကပ်ပြီးစူပူနေရဲ့မိခင်ကြောင့်ကျင်ကျူကတော့ဘသူအများအတင်ပြောနေရလဲမသိဘူးဆိုပြီးနားလေးရားရန်ရွာလွဲလို့သူတို့သားအမိဟာကဘာနှစ်ခုမှစိန်ကားစွာရှင်တန်နေကြရပါတယ်။မကြခင်မှာပဲပုတ်သားဟာသမီးဖြစ်သူဒီအိမ်ကိုပြန်လာရတဲ့တကယ်အကြောင်းရင်းကိုသိသွားခဲ့ပါတယ်။တညမှာတော့အိမ်ရထဲမှာဟိုလိန်ဒီလိန်နဲ့အိမ်မပျော်ဖြစ်နေတဲ့ချင်းကျူဟာရုတ်တရက်ထထိုင်ပြီးတက်ပြင်းချကအပြင်ကိုအပြေးလွှားထွက်သွားခဲ့ပါတယ်။တရားဒဇင်းပေါ်ရောက်တဲ့အခါမှာတော့မှောင်မိုက်တိတ်ဆိတ်နေတဲ့မြေပြင်ကျကြီးကိုကြည့်ကအော်ဟစ်ငူကြွေးပါတော့တယ်။ဒီမြင်ကွင်းကိုကြည့်နေရတဲ့ပုတ်သားမှလည်းတီစင်တရားခွဲခွာလိုက်တဲ့ဝေနာကိုပြင်းထန်စွာခံစားရပြီးမျက်ရည်တွေဝဲလာခဲ့ပါတယ်။နောက်နေ့မနက်သမီးနောက်ကိုလိုက်ရင်စီယုံရောက်သွားတဲ့အခါမှာဂျင်းယူဟာမိခင်ဖြစ်သူကြောင့်စိတ်ကြယောဂါကိုပြင်းပြင်းထန်ထန်ခံစားနေရပြီးညတိုင်းအိမ်မပြောပဲနာကျင်ရုန်းကန်နေရမှန်းသိလိုက်ရတာပါ။ဆရာဝန်နဲ့သမီးဖြစ်သူတို့ရဲ့စကားပြောတဲ့အောင်ကြားလိုက်ရတဲ့အခါမှာတော့ပုတ်ကြရေးရင်တစ်ခုလုံးအစိတ်စိတ်အမွားမွားကွဲအပ်သွားခဲ့ရပါတယ်။တကယ်တော့ပုတ်ကြဘက်ကကြည့်ရင်သူတို့သားမိဆက်ဆံရေးဟာကြာလာပြီဖြစ်တဲ့အေးဆက်စိန်ကမှုတွေပါ။သမီးစီဖုန်းဆဲကခေါ်ရင်9ခါလောက်ကအပေခံရပြီးမြစ်တာနဲ့ပို့ပြီးတဲ့ကင်ချီတွေကလည်းအဖက်လုပ်ခြင်းမခံခဲ့ရပါဘူး။အိမ်ပြန်လာဖို့ခေါ်တိုင်းလဲစင်ကြီးကြီးပေးခဲ့တယ်လို့အမေရိကမသွားခင်မှာတော့မိခင်ကိုလာမနှုတ်ဆက်ခဲ့ပါဘူး။နောက်ဆုံးပို့ကြကွင်းလုံးချိန်မှာတော့သမီးဖြစ်သူဟာသူမရဲ့နောက်ဆုံးအချိန်ကိုမမီလိုက်ရှာပါဘူး။ဒါပေမဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကပုတ်ကြရဲ့အတိတ်ကရွေးချယ်မှုတွေကြောင့်ပါ။ခင်မွန်ဖြစ်သူစောစောစီးစီးကွယ်လွန်သွားပြီးနောက်ပုတ်ကြသမီးလေးကိုတယောက်တည်းခတ်ခဲပင်ပန်းစွာကျွေးမွေးခဲ့ရပါတယ်။စီးပွားရေးချက်တဲ့ကာလတွေမှာအလုပ်မျိုးစုံလုပ်ပြီးအိမ်ကိုလှုပ်တဲ့အခါမှာတော့သမီးလေးကိုခေါ်သွားရတဲ့အတွက်အလုပ်ရှင်ရဲ့ညှို့ညင်းမှုကိုခံခဲ့ရရှာပါတယ်။ကျင်ကျူကြောင်းတဲ့ရချိန်မှာကုန်ကြောစီတွေကပုံများလာပြီးဘာပညာမှမရှိတဲ့ပုတ်ကြကနောက်ဆုံးမှသမီးဖြစ်သူကိုသူမရဲ့မောင်လေးအိမ်မှာသွားနေစီခဲ့ပါတယ်။အဲဒီအချိန်မှာကျင်ကျူကသူမရဲ့တခုတည်းသောအိမ်ကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားရပြီးမိခင်ကသူမကိုပထမဆုံးအချိန်စွန့်ပစ်လိုက်ပြီလို့မှတ်ယူခဲ့ပါတယ်။နောက်ပိုင်းမှာတော့ပုတ်ကြကချမ်းသာတဲ့မျိုးသားတို့နဲ့မိတ်ဆက်ချင်းခံခဲ့ရပြီးအိမ်အောင်ဘက်တိဖြစ်လာမဲ့သူကကျင်ကျူကိုသူတို့အိမ်ကိုခေါ်မလာဖို့တောင်းဆိုခဲ့တာပါ။အကယ်၍ပုတ်ကြသဘောတွေ့ရင်တော့ကျင်ကျူကောင်းလိုက်ပြီးတဲ့အထိထောက်ပံ့ပေးမဲ့အပြင်နိုင်ငံခြားမှာပညာသင်နိုင်ဖို့အတွက်ပါ
ငွေကြီးအကုန်ကြခံမယ်လို့ဆိုခဲ့ပါတယ်။ပေါကြဟာတမီဖြစ်သူကိုမိမိလိုအောက်ခြေဘွားမှာမကုံဆုံးစေခြင်းနဲ့အတွက်အကြိမ်ကြိမ်စဉ်းစားပြီးတဲ့နောက်မှာတော့သဘောတူလိုက်ပါတယ်။ဒါပေမဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့သူမဟာအင်ရှင်မတယောက်ဖြစ်လာခဲ့ပေမဲ့တကယ်တမ်းတော့အိမ်အကူတယောက်လိုစင်ရဲစွာရှင်သန်ခဲ့ရတာပါ။တမီဖြစ်သူရဲ့ကောင်းစားရေးအတွက်စတေးခဲ့ရတဲ့မိခင်တယောက်ရဲ့အနစ်နာခံမှုတွေဟာဂျင်ဂျူဘယ်တော့မှရုံမထွက်နိုင်တော့မဲ့ဘဝတသက်တာတန်ချီချင်းကြီးဖြစ်လာခဲ့ပါတော့တယ်။